အားလုံးပဲမင်္ဂလာပါမိမိရဲ့ကွန်ပျူတာမှာဖွင့်ထားတဲ့တင်ထားတဲ့ virus တတ်တဲ့ software တွေပထမဆုံးရင်ပိတ်ပါ download လုပ်ထားတဲ့ zip လမ်းကြောင်းထဲလာပြီး zip ဖြည့်ပါဖြည့်လို့ရတဲ့ folder ထဲဝင်ပြီးတော့32 bit လား 64 bit လားရွေးချယ်ပြီးတော့ select ပေးပြီး run ပေးပါဒီခုဒီ software လေးကတော့ကျွန်တော်တို့တီလုံးရေးမယ်အတန်တွင်းမယ် missing mastering လုပ်မယ်စသဖြင့်ဒီအဲ့ဒါလေးအတွက်အသုံးပြုတဲ့တော့ဖြစ်ပါတယ်အဲ့တော့ဒီ software နာမည်ကတော့ Mixpad ပေါ့နော်ခုဒါလေးကို install တင်နေပြီဟုတ်ပြီပြီးတော့ဖြစ်တဲ့အတွက်အပေါ်က R2R ထဲဝင်မယ်ပြီးရင်ဒီကောင်လေးကို run ပေးမယ်ပေါ့နော်ဟုတ်ပြီဒီ key chain လေးကို run ပြီးတော့ဆိုရင်ကျွန်တော် software activate လုပ်ဖို့အတွက်ကိုဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ရဲ့ခဏနေရွေးချယ်လိုက်တဲ့32 bit မဟုတ်တဲ့64 bit ကိုကျွန်တော်ရွေးချယ်ထားဖြစ်တဲ့အတွက်64 bit အဲ့ဒီ Mixpad လေးကိုရွေးပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီ pad file လေးကိုပထမဆုံးအရင်နှိပ်မယ်နှိပ်ပြီးတော့ဒီအနေထားရောက်လာပြီအဲ့မှာဒီကောင်လေးကိုပြန်နှိပ်ပေးမယ်ဒါဆိုရင် license key က activated ဖြစ်သွားပြီနော်အဲ့ဆိုရင်ကျွန်တော်တို့အောက်ကချစ်ချစ်ခတ်လေးနဲ့ထွက်လို့ရပြီဒီကောင်လေးနှိပ်ပြီးတော့ထွက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ finish ဆိုလေးကိုလည်းနှိပ်လိုက်လို့ရတယ် channel ပိတ်လို့ရတယ်အဲ့တော့ဒီရှာတဲ့နေရာနေပြီးတော့ဒီ Mixpad လို့ရရှာလိုက်တဲ့နဲ့မှာပေါ်လာပြီအဲ့ကောင်လေးကိုဖွင့်လိုက်ရင်အောင်ပါပဲဒါကတော့ကျွန်တော်တို့ Mixpad install လုပ်နေဖြစ်ပါတယ်ဒီခုလက်ရှိကျွန်တော်ကွန်ပျူတာမှာ Mixpad ရောက်လာခဲ့ပါပြီကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့မရန်ယူဆအောင်ဖြစ်ပါတယ်နောက်ပိုင်းမှာပြန်ဆောင်ရအောင်ကျေးဇူးများတင်ပါတယ်အားလုံးပေါ်ဖျားခင်ကောင်းချီးပေးပါစေ